ဗမာတွေတော့စိတ်သက်စွတ်ပြတ်သွားတာရှိသေးလားကဘာဘူးကကျွန်တော်တို့ဘယ်လိုသတ်မှတ်ထားသလဲတရိษံနေတာတာလောက်လူတွေစုနေတဲ့နိုင်ငံဆိုတော့မောင်သားချုပ်ဗမာတော့အခုဗုဒ္ဓဘာသာဖေရကျွန်တော်ရင်ဖွင့်မရဘူးကျွန်တော်မနာဘူးအဲ့ဒါတကယ်လည်းပုတ်တယ်2011ခုနှစ်မှာဂျပန်မှာငရေလှုပ်တယ်အားလုံးသိတယ်အခုလည်းသိတယ်နော်2011ခုနှစ်မှာဂျပန်မှာငရေလှုပ်တာမှတ်မိသေးလားဂျပန်နိုင်ငံငရေသိတယ်မှတ်မိသေးရလားကဘာပေါ်မှာနံပါတ်4ပြင်းထန်တာကဂျပန်မှာနံပါတ်1ဘလောက်ပြင်းထန်တယ် Richter scale 9ညီတို့တရင်သားဖက်သိပါတယ်မကြသေးပါဘူးကကျွန်တော်ဆက်တယ်3နှစ်ပဲကြာပါသေးတယ်ညီတို့ရဲ့ဂျပန်ပင်လယ်ပြင်ကြီးဟာဆူနာမီလိုက်နေကြီးတဲ့အတွက်မြေကြီးတွေကအောက်ကိုနှိမ့်ကျသွားတာ2ပေကျွန်းကျသွားတာလေပင်လယ်လှိုင်းကြီးတွေကပေ90လောက်တက်ပြီးလှမ်းရလိုက်ရိုက်တယ်ဂျပန်ကန်းနေလို့ဂျပန်နိုင်ငံမှာသူတို့သုံးတဲ့လျှက်စစ်သုံးတဲ့အနည်းမျိုးဓာတ်ပေါင်းပုံကြီး6ပုံရှိတယ်4ပုံပေါက်ထွက်သွားတယ်ကဲအားလုံးသတင်းစာပြဖတ်လိုက်အားလုံး2ဖို့ပဲကျန်တယ်အကုန်လုံးမိတွေပြက်လူတွေသေရေတွေကြီးအကြောက်စရာအကောင်းဆုံးမြင်ပဲလေဂျပန်မှာလေညီလာမျိုးတို့တွေ့တယ်ဆိုတယ်တယ်လီဗီရှင်းကညကြတော့ဗာပြလေရန်ကုန်မြို့မှာမောင်သားချူ TV ကြည့်တယ်စတိုးဆိုင်ရှင်းမှာဂျပန်တွေတန်းစီရက်နေတယ်ယောက်ျားတွေမိန်းမတွေယောက်ျားတွေရောမိန်းမတွေရောတန်းစီရက်နေတာစတိုးဆိုင်ရှင်းမှာဆန်လေးစီလေးဝယ်ဖို့ကျွန်တော်တို့ဆန်လေးစီလေးပေါ့ဗျာခလေးစားဖို့မိရပြက်နေပြီချက်စရာမရှိတော့ဘူးလက်စစ်ကအောက်သွားပြီကျွန်တော် TV ကြည့်နေတယ်သိလားစတိုးဆိုင်ရှင်းမှာဈေးရောက်တဲ့မိန်းမကြီးကစက်ကူကပ်ပြားလေးကိုအဲ့ဆိုင်ရှင်းမှာချိတ်ထားတယ်ဒုတ်လေးနဲ့ညှက်ပြီးတော့တန်ချောင်းလေးနဲ့ပေါ့လူတွေကတန်းစီနေတယ်နှင်းနေရကြလို့ယောက်ျားမိန်းမစာလေးကိုဖတ်လိုက်တာနဲ့မောင်သားချုံမျက်ရည်ဝဲပြီးတယ်ငါတို့တိရစ္ဆာန်ဆိုတာမှန်သွားပြီဘာရေးထားတယ်လဲနိုင်ငံတော်ဘေးအန္တရာယ်ကြောက်ရွံ့နေသောကာလဖြစ်ပါသောကြောင့်ဤဆိုင်တွင်ရှိသောပစ္စည်းများအားလုံးကိုယမန်နေ့ကဈေးများအတိုင်းရောင်းချပေးနေပါသည်ကျွန်တော်ဧကန်ထဲမှာကြီးရင်တန်းလာတယ်တောက်ခေါက်ပြီးဖြည်းဖြည်းလေးကျွန်တော်ငါတို့နိုင်ငံကွာလိုက်တာလူတွေဒုက္ခရောက်နေတဲ့အချိန်မှာစတိုးဆိုင်ရကတ်ထားတယ်နော်နိုင်ငံတော်ဘေးအန္တရာယ်ကြောက်ရွံ့နေသောကာလဖြစ်ပါသောကြောင့်ဤဆိုင်ဒဲရှိပစ္စည်းများအလုံးယမန်နေ့ကဈေးများအတိုင်းရောင်းချပေးနေသည်နာဂစ်ဖြစ်တော့ကမြောက်ကလာပမှာမိရပြက်လို့တလလောက်ကြာတယ် TV တော့ကြည့်လို့မရဘူးအိမ်မှာစားစရာမရှိဘူးကျွန်တော်သွားတယ်စတိုးဆိုင်ရှိဆန်သွားဝယ်တာအမှဆန်ဘယ်လိုရောင်းလဲပေါ့လေးစားတင်ရောင်းတယ်ဗမာစိတ်တတ်ပေါ့ဒုက္ခရောက်တဲ့အချိန်မှာတတိယပြည့်ကြံမယ်သမီးကြိုက်ထက်လိုက်စမ်းတပီ900ကို2000နဲ့ရောင်းတော့ကျွန်တော်တို့ဝယ်ရတယ်စားစရာမရှိလို့ဖျောင်းနိုင်တိုင်းဘယ်လောက်လဲပုံမှန်ဈေးကတိုင်းကို100ထားနာဂစ်ဖြစ်တော့ကျွန်တော်တို့မြောက်ကလာပဆိုင်နေအားလုံးတိုင်းကို900လောက်နဲ့ရောင်းတယ်မောင်မဲမဲကြီးတလလောက်မိပြက်နေတာကိုမှတ်မိတယ်ထင်ပါတယ်ရန်ကုန်မှာတလလောက်မိပြက်နေတာကိုယ့်ရင်မှန်ကြောက်တော့ဝယ်ရတယ်ရန်ကုန်မြို့လေကောင်မှာရေတွေကြီးပြီမိုးတွေရွာပြီဖုန်တိုင်းတွေတိုက်ပြီမြောက်ကလာပကိုပြေးတဲ့ကားတွေကပုံမှန်တော့200လူတွေဒုက္ခရောက်နေပြီကွာဒီနေ့ငါတို့400နဲ့ဆွဲမယ်မဲအကိုတို့ကျွန်တော်ပြောတာလွန်သလားကျွန်တော်တို့ကဒုက္ခရောက်နေတဲ့အချိန်မှာပုံမှန်ရှိမှတဲ့အစားကျွန်တော်ပေါက်တာလေဒီလိုအချိန်မှာစီးပွားရှာကြတာပေါ့ကွာဒါကိုကျွန်တော်ပြောနေတာဂျပန်နိုင်ငံသားတွေကသူတို့စတိုးဆိုင်လေးရှိမှဆိုင်းမှုလေးချိတ်ထားတယ်နိုင်ငံတော်ဘေးအန္တရာယ်ကြောက်ရွံ့နေသောကာလဖြစ်ပါသောကြောင့်ဤဆိုင်တွင်းရှိပစ္စည်းများအားလုံးယမန်နေ့ကဈေးများအတိုင်းရောင်းချပေးသည်ကျွန်တော်ဒါကိုပြောတာဩငါတို့ကိုကဘာကြီးကနှာခေါင်းရှုံတာကိုကြီးပြောသွားတယ်လို့ကျွန်တော်တို့စိတ်တက်ပြီးပစ္စည်းဆိုတာအမှန်ပဲသူကငါတို့ကဒုက္ခရောက်တဲ့အချိန်မှာပုံမှန်ရောင်းရင်တော့တော်လှပြီးရှော့ရောင်းရင်တော့ချီးကျူးစရာပေါ့တို့ကပုံမှန်မရောင်းတဲ့အပြင်၄-၅စာတင်ပြီးတော့ညစ်ရင်နဲ့တောကရောက်နေတဲ့ဗမာချင်းတို့ကအပြက်ကင်ပဲဒီနေ့သမီးတိုင်းချလိုက်ကြဆိုအသေးကြီးလှုပ်တယ်လက်ပတ်တာမှလည်းလှုပ်တာပဲမှုန်တိုင်းပြီးတဲ့ခါကျတော့ဈေးဆိုင်အလုံးဈေးတွေပြလိုက်တာတို့ကရှိရင်ဝယ်မရှိရင်ဝယ်နေငါပဲကျွန်တော်တို့အလုံးမြေပေါက်ကြီးနေတယ်ဝယ်စားကြရတယ်လှုပ်ရလေချင်းကွာမနေ့ကမှတပီမှတစ်ထောင်မိုးတွေပါပြီးဖုန်တိုင်းနေကြိုက်တာနောက်ထပ်3000နဲ့ရောင်းနေတပီကိုငတ်မှကြောက်တော့ဝယ်ကြဆိုတပီတို့တွေဝယ်စားကြဆိုလို့ကျွန်တော်လုပ်ကြတာကျွန်တော်လုပ်တာပဲတို့တိုက်သူပြည်သားတွေကွာဘာတွေဆင်းသွားတာလဲကိုကြီးပြောတယ်လို့စိတ်နေစိတ်ထားတွေပါဆင်းသွားတယ်ကျွန်တော်တို့ဆင်းသွားတယ်ဂျပန်နိုင်ငံမှာပြန်ဆက်လိုက်မယ်ကျွန်တော်ဈေးဆိုင်မှာအဲ့လိုရေးထားတယ်နောက်ကဈေးဝယ်တဲ့ယောက်ျားမိန်းမတန်းစီဝယ်တယ်ဘယ်လိုဝယ်ကြတယ်လဲအမတို့ TV ကြည့်တွေ့မှာပါကျွန်တော်ပြောတာအဝေးမဟုတ်ပါဘူး2017ကဲ3နှစ်ပဲကြာသေးတယ်ဂျားမှာမိမကြီးတန်းစီနေတာသူတို့နိုင်ငံများဒီတန်းစီပြီးပဲဈေးဝယ်တယ်ကျွန်တော်တို့လူရဲမဝယ်ဘူးလာရက်တယ်အဲ့ဒီဘာကြီးမှလဲဂျပန်မှာစကပြန်နဲ့အောက်ကစာတန်းထုတ်ပြီးတယ်ပေါင်မော